မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနက်ခင်းလေးပါအခုကျွန်တော်ရောက်ရှိနေတဲ့မြို့ကတော့အစ်တစ်ကာလို့ခေါ်ပါတယ်ဒီအစ်တစ်ကာမြို့လေးဟာနယူးယောက်ရဲ့ upstate မှာရှိပါတယ်သူက Syracuse မြို့လေးနဲ့လည်းနီးပါတယ်ဒီနေ့အစ်တစ်ကာဆိုတဲ့မြို့လေးမှာရှိတဲ့ Hakkacha restaurant နဲ့မိတ်ဆက်ပေးချင်ပါတယ်တိုးပင်သွားမယ်ဒီဆိုင်ပိုင်ရှင်ကတော့အခုရှောက်လာတဲ့ကျွန်တော်တို့စီကိုအင်ဂျီအမဲနဲ့ရှောက်လာတဲ့ကျွန်တော်အမပဲဖြစ်ပါတယ်ကဲမန်ယူလေးကိုလည်းတစ်ချက်ရှိုးလိုက်ပါအောင်နော်ဈေးနှုန်းတွေကလည်းတတ်တာကဲကိုအမဆိုင်ဆိုတော့လဲကိုတိုင်ကြိုက်တဲ့အစာပလာနဲ့ကိုတိုင်ချက်ပြီးတော့ဗျာ Chicken mango salad လို့ခေါ်တယ်ဒါတော့ crispy Brussels sprout သူတို့ squid ink seafood pasta လို့ခေါ်တယ်ဒါမှကျွန်တော်တို့ bacon ကြိုက်လို့ bacon လေးထည့်ထားပါတော့ဒါတော့ seafood pasta ဖြစ်ပါတယ်original လေးပေါ့နော် original squid ink seafood pasta ဖြစ်တယ်ဒီ crispy Brussels sprout ကိုကြိုက်လွန်းလို့နောက်ထပ်နှစ်ပွဲထပ်ကြော်လိုက်ပါတယ်ဒါကတော့အိမ်ကယူလာတဲ့အမဲသားကင်ပေါ့နော် decoration နဲ့ပါညာကွီးကွာဒါတော့ဝက်ကင်ကဲစားပြီးတော့အီပြေသွားဖို့ရန်အတွက်ယူစု lemon ပြောပါမယ်ဒီဆန်ကိုလိုက်ယူစု lemon ကိုလည်းမတော့ကြတော့အစမ်းကောင်းနေစားပြီးဆိုတော့ကျွန်တော်တို့ view လေးပါကြည့်အောင်နော်ဟိုကြည့်အီတီကာမြို့လေးရဲ့ခါယူက lake view မှာရှိတဲ့အိမ်လေးတွေလိုက်ရှိုးတာပေါ့နော်ဒီမှာနေကျင်တဲ့သူတွေနေလို့ရပါတယ်လို့ဒီအိမ်တွေဟာတတန်းအောက်ပါအိမ်တွေကတတန်းအောက်9သိန်းကနေစတာ10သိန်း9သိန်း9သိန်းအဲ့လောက်ပဲရှိပါတယ်လို့ဒီအီတီကာမြို့လေးမှာဒီနေရာကို Ithaca Fall လို့ခေါ်တယ်အခုန Hakkacha ဆိုင်နဲ့တိတ်မမွေးပါဘူးစားပြီးပြီဆိုလို့ရှင်ဒီမှာလမ်းလျှောက်လို့ရပါတယ်လို့ဒီဗီဒီယိုကိုကြည့်ရှုပေးလို့ရောက်စီတိုင်းအောင်ကြည့်ရတဲ့မှာ See you next time